အဲ့လေဘာကြီးလဲမွေးပြီးလေမွေးပြီးဟဲ့လူဟုတ်ကောဟမ်ရှူပါ့ရဲ့အော်ဟိုင်းကြီးကဘယ်လိုလဲပြောဒီတော့ပါရခါဗျဟဲ့ဟိုတော့ဒီစိတ်ဝင်သားပါကျွန်တော်လည်းအင်္ဂလန်ပြန်လာတော့ तू ကအကောင်လုံးစားစီခြင်းလို့ဝဲလာဟုတ်လားဒီစားတဲ့ကိစ္စဘိုးဘိုးရေဘယ်လိုကြည့်ရတော့ဘိုးဘိုးရေဦးဘယ်လိုကြည့်ရတော့ဘိုးဘိုးရေဦးလေဘယ်လိုလဲကိုင်လေမင်းသားကြည့်စားလိုက်မင်းသားကြည့်စားလိုက်ဘိုးဘိုးရေဘိုးဘိုးရေဘိုးဘိုးရေဦးဘိုးဘိုးရေဘိုးဘိုးရေဘာလဲနေရောပြပါစင်ဟာဒူရှလာလေးချစ်လို့ဟမ်ကြောက်ကိုကြီးကလေးစံတော့ဘရောင်းစသွားတော့အခုဘလို့ကြီးကျွေးနေတာတော့ကိုအားရလဲဘာလဲဘလို့ကြီးလည်းမသိမဟုတ်ကျွေးတာလေပေါ့မဟုတ်ဟာစားလာဘူးလားလို့ပေးလောင်းနေမဟုတ်ဟာသူကျွေးတော့သူမသွားမှမရှိတာတော့မရှိတော့တောင်းပါမရဘူးမင်းသားကျွေးစားမယ်ကြီးကြီးခိုးပါရဲ့မင်းသားကျွေးစားမယ်ဟာမင်းကြီးကျွေးပါတိုင်းဟာမပူနဲ့သွားမှမရှိဘလို့ကြိုက်မလို့ဟာအမကြီးကြီးကတော့ချစ်တို့မေးချစ်တို့မသိအောင်မသိထိုင်ထိုင်ထိုင်ဒီနေ့ထိုင်စားအတက်ကြီးကလူလာလိုက်ကျွေးကုန်စီဝေးစီခွေးဟုတ်ကူဟုတ်ပြဘယ်ရှာဝဲလာလဲရော့အဲ့ဒါဆိုင်ကိုဝင်ရှိသွားတာဆိုင်ကိုဝင်ရှိသွားတာဟုတ်ပြီဟာကြီးမလောက်တော့တက်ကကြီးကြီးလေးမင်းကြီးနေပြတ်ခိုင်ဟာအာပြေးမဆက်ဘူးဩဟာပါဆိုဟာအကျဉ်းရလားအဝေးကားလေးရဟာဆိုတော့ကိုကြီးစတယ်မရှင်းမရနေဘူးလို့ကိုချစ်သားစမလားမနေ့ကဘန်ကောက်ကိုကျွန်တော်ဒီနေ့နဲ့တော့မယ်ကျွန်တော်မှရဟန်းလာပြီဒီလာဆိုင်ကမစားသေးဘူးမစားသေးဘူးမလားဟာလာပြီလားထိုင်ကိုလုံးငါကျွေးနေလိုက်ပြီးအမျိုးကြီးပဲအိမ်မှာဟာလို့